ခရစ်ဝင်ကျမ်း၄ကျမ်းထဲမှာရှင်ယောဟန်ခရစ်ဝင်ကျမ်းကိုလေ့လာကြည့်တဲ့အခါမှာသခင်ယေရှုဘုရားမိန့်တော်မူထားတဲ့မိန့်တော်မူချက်တွေကိုတမန်တော်ရှင်ယောဟန်ကအသေးချာရေးသားမှတ်တမ်းတင်ပြီးတော့ကျမ်းပေါင်သွင်းလျက်ဧဝံဂေလိ၄ကျမ်းထဲမှာတစ်ကျမ်းအပါဝင်ကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာတမန်ကျမ်းစာထဲမှာထည့်သွင်းဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီထဲထဲမှာရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အငယ်1နဲ့3ကိုကြည့်တဲ့အခါမှာသခင်ယေရှုဘုရားကဘာကိုဖော်ပြလဲဆိုလို့ရှိရင်ငါအဖကြီးအိမ်တော်၌နေစရာအခန်းများစွာရှိ၏တို့မဟုတ်လျင်မဟုတ်ကြောင်းကိုသင်တို့အားငါမပြောဘဲမနေသင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းကငါသွားရ၏တပည့်တော်များကိုအသေးချာမိန့်တော်မူခဲ့တဲ့သခင်ရဲ့မိန့်တော်မူချက်ပဲဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်1ဖြစ်ပါတယ်ငါအဖကြီးအိမ်တော်၌နေစရာအခန်းများစွာရှိ၏တို့မဟုတ်လျင်မဟုတ်ကြောင်းကိုသင်တို့အားငါမပြောဘဲမနေသင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းကငါသွားရ၏သခင်ယေရှုဖျားကျွန်တော်တို့ဤလောကကနေပြီးတော့သတ်မှတ်ထားတဲ့အချိန်မှာထွက်ခွာသွားပြီးတဘိုးမုတ်တန်ကိုကြားတဲ့အခါမှာကျွန်တော်တို့သွားရမယ့်နေရာကျွန်တော်တို့နေဖို့နေရာကိုပြင်ဆင်ဖို့ရန်သွားမယ်လို့ဖော်ပြနေခြင်းပဲဖြစ်ပါတယ်အငယ်3မှာတော့ငါဒီသွားပြီးတင်တို့နေစရာအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရာအရက်၌တင်တို့ရှိစေခြင်းကတင်တို့ကိုငါထိုင်လို့သိမ့်ဆဲမယ်လို့သခင်ယေရှုဘုရားကရှင်းလင်းပြတ်သားစွာနဲ့မိန့်တော်မူခဲ့တဲ့မိန့်တော်မူခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကောင်းကင်သင်းတဲ့မြေကြီးတစ်ကိုသခင်ယေရှုဘုရားသည်နောင်အမြဲတည်မြဲမြို့ကိုတည်ထောင်ဖို့ရန်အတွက်သခင်ယေရှုဘုရားရဲ့ပြင်ဆင်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့အားလုံးအလေးနဲ့ယုံမှတ်ဆွဲလန်းမှုပဲဖြစ်အားလုံးပြင်ဆင်ပြီးတဲ့အခါမှာတော့သခင်ယေရှုဘုရားဟာကျွန်တော်တို့ထံကိုပြန်လာပြီးတော့ကျွန်တော်တို့အားလုံးကိုသိမ်းဆည်းပြီးတော့အဲ့ဒီမြို့ထဲကိုခေါ်ဆောင်သိမ်းသွင်းသွားမယ်ဆိုတာကိုအမှန်တကယ်ယုံမှတ်ဆွဲလန်းပြီးတော့ခွန်အားယူတည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ဟေဘရဲဆရာကလည်းဟေဘရဲဩဝါဒစာအခန်းကြီး73အငယ်14မှာဘာကိုပေါ်ပြလဲဆိုတော့အကြောင်းမူကားငါတို့သည်ဤဘဝ၌အမြဲတည်သောမျိုးမရှိနောင်ဖြစ်လက်တန်သောမျိုးကိုရှာကြ၏ရေးသားပေါ်ပြထားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဟေဘရဲဆရာရဲ့အင်မတန်မှလေးနဲ့တဲ့တိုက်တွန်းနှိုးဆော်ချက်ဖြစ်ပါတယ်။ဟေဘရဲဩဝါဒအခန်းကြီး73အငယ်14အကြောင်းမူကားငါတို့သည်ဤဘဝ၌အမြဲတည်သောမျိုးမရှိနောင်ဖြစ်လက်တန်သောမျိုးကိုရှာကြ၏ဒီနေ့ကျွန်တော်တို့လူသားတွေနေထိုင်တဲ့ကဘာကြီးပေါ်မှာတဘာဝဘေးအန္တရာယ်ကြောင့်ပျောက်ကွယ်ပျက်စီးသွားတဲ့မြို့တွေအများကြီးပဲရှိပါတယ်စစ်မဲ့တွေဖြစ်ပွားလို့ဘုံသံတွေအောက်မှာပျောက်ကွယ်သွားတဲ့မြို့တွေလည်းအများကြီးရှိပါတယ်ဟေဘရဲဆရာကတော့ဤလောကမှာအမြဲတည်ရောမျိုးမရှိဘူးတဲ့ကျွန်တော်တယောက်စီကတော့သခင်ယေရှုဘုရားတည်ထောင်မဲ့နောင်ဖြစ်လက်တန်သောမြို့ကိုယုံမှတ်ဆွဲလန်းပြီးတော့အဲ့ဒီမြို့ကိုရှာဖွေပြီးတော့ခရစ်တော်၌ကြီးကျင်သောသူများဖြစ်နေနေ့စဉ်နဲ့အမျှအသက်တာကိုအတူတကွရှောက်လန်းဖြတ်သန်းမှုပဲဖြစ်ပါလေဟေဘရဲဆရာကပဲဟေဘရဲဩဝါဒစာအခန်းကြီး7ငယ်29 28မှာဘာကိုထပ်မံပြီးတော့တတိပေးပေါ်ပြထားတယ်ဆိုလို့ရှိရင်တဖန်ဟူသောစကား၏အတိတ်ဘယ်ကမလှုပ်သောအရာတို့ကိုတည်စေခြင်းကလှုပ်သောအရာတို့ကိုလောကီအရာကဲ့သို့ပယ်ဖြတ်လိမ့်မည်ဟုဆိုလိုသည်ထို့ကြောင့်ငါတို့သည်မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍ခံညာကြောက်ရွံ့သောသဘောနှင့်ဘုရားသခင်ကိုလျှောက်ပတ်စွာဝိပုနိုင်မည်ကြောင်းကျေးဇူးတော်ကိုဆွဲလန်းကြသောတေချာတတိပေးပေါ်ပြထားတာဖြစ်ပါတယ်ဆိုလိုတာကတော့မလှုပ်နိုင်သောအရာတွေတည်ဖို့ရန်အတွက်လှုပ်တဲ့အရာမှန်သမျှကိုလောကီအရာကဲ့သို့သတ်မှတ်ပြီးတော့ဘုရားသခင်ကအားလုံးကိုဖယ်ရှားမှာဖြစ်တယ်တဲ့ကျွန်တော်တယောက်စီတို့ကတော့မလှုပ်နိုင်သောနိုင်ငံကိုရတဲ့လူတွေဖြစ်တဲ့အတွက်ခံညာကြောက်ရွံ့သောသဘောနဲ့ဘုရားပြုတော်မူသောကျေးဇူးတော်များကိုဂျုံမှတ်ဆွဲလန်းပြီးတော့ခံညာကြောက်ရွံ့သောသဘောနဲ့ဘုရားကိုပြတ်ဝဲကိုးကွယ်ပြီးတော့သခင်ယေရှုဘုရားကိုဗဟိုပြုပြီးတော့အသက်ရှင်ဖို့ရန်အတွက်နှိုးဆော်ပေါ်ပြထားတဲ့အရာပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အားလုံးသခင်ယေရှုဘုရားပေါ်ပြတဲ့
ငါဖားရဲ့အိမ်မှာနေစရာအခန်းများစွာရှိတယ်အချိန်ကြတဲ့အခါမှာကျွန်တော်တို့ကိုလာပြီးပြန်လဲသိမ့်ဆဲမယ်လို့သခင်ယေရှုဖခင်ပေါ်ပြတဲ့အကြောင်းအရာများသည်နောင်ထာဝရတည်တဲ့မြို့ဘုရားသခင်ကကျွန်တော်တို့ကိုခေါ်ဆောင်ပြီးတော့ကောင်းကင်တဲ့မြေကြီးတစ်ကိုပို့ဆောင်ပေးမယ်ဆိုတာကိုအတူတကွကျုံမှတ်ဆွဲလန်းပြီးတော့နှလုံးသွင်းစေခြင်းခွန်အားယူတိဆောက်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီမြို့ရဲ့ပုံရိပ်ကတော့ဗျာဒိတ်ကျမ်းခိုင်း21အငယ်4မှာဘာကိုဖော်ပြထားသလဲဆိုလို့ရှိရင်လူတို့၏မျက်စိထဲမှာရှိသမျှမျက်ရည်ကိုတုပ်ပေးလိမ့်မယ်နောက်တစ်ဖန်သေပေးမရှိရမသက်သာညီးတွားခြင်းလည်းမရှိရရှေ့ဖြစ်ပူးသောအရာတို့သည်ရွေ့သွားကြပြီလို့တမန်တော်ရှင်ယောဟန်ကပဲအသေးချာဖော်ပြထားတာကိုကျွန်တော်တို့နားလည်သိရှိရမှာဖြစ်ပါတယ်သို့တော်လည်းပဲအဲ့ဒီနေရာကိုရောက်ဖို့ရန်အတွက်ကျွန်တော်တို့ဟာသိုးတငယ်ရဲ့အသက်ဆင်းမှာဝင်ဖို့တော့အင်မတန်အရေးကြီးပါတယ်ဗျာဒိတ်ကျမ်းခိုင်း21အငယ်26 29ကိုကြည့်တဲ့အခါမှာလူမျိုးတို့သည်မိမိတို့ဘုံအသေးရေကိုထိုမျိုးတည်းသို့ဆောင်ခဲ့ကြလိမ့်မည်ညှဉ်းညူးသောအရာဆက်ရှုပ်သောအရာတစ္ဆာပြတ်သောအရာတစုံတစ်ခုမျှမဝင်ရပဲသိုးတငယ်၏အသက်စာဆောင်၌စည်ရင်ဝင်သောသူတို့သာဝင်ရလိမ့်မည်ထိုမျိုးကိုဝင်စားဖို့ရန်အတွက်ကျွန်တော်တို့အားလုံးဟာမိမိတို့ရဲ့ဘုံအသေးရေကိုဆောင်ပြီးတော့မြို့ထဲကိုဝင်သွားမှာဖြစ်တယ်သို့တော်လည်းပဲညှဉ်းညူးသောအရာဆက်စုပ်ွယ်သောအရာတစ္ဆာပြတ်သောအရာတစုံတစ်ခုမျှမဝင်ရဘူးတဲ့မဝင်ရဘူးတဲ့တိုးတငယ်ရဲ့အသက်ဆင်းမှာဆင်းဝင်တဲ့သူများဒါလည်းဝင်ရမယ်လို့ပေါ်ပြထားခြင်းကိုတော့ကျွန်တော်တို့တတိချပြီးတော့အသက်တာမှာခရစ်တော်ကိုဗဟုပြုပြီးအသက်ရှင်ဖို့ပဲဖြစ်ပါလေကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်သခင်ဟာအင်မတန်တန်ရှင်းစင်ကြယ်သောဖခင်ဖြစ်တယ်ဒါကြောင့်မလို့လူမျိုးတော်ရဲ့ခေါင်းဆောင်မောရှိကိုဝိပုအကျမ်းခန်းကြီး19အငယ်1နဲ့2မှာဘာကိုပေါ်ပြလဲဆိုတော့မင်းတို့ရဲ့ဖခင်သခင်ငါထာဝရဖခင်ဟာတန်ရှင်းစင်ကြယ်တဲ့အတွက်မင်းတို့အားလုံးလည်းတန်ရှင်းစင်ကြယ်ခြင်းရှိရမယ်အဲ့ဒီအကြောင်းအရာကိုဣသေလလူမျိုးတွေရဲ့အလေကိုတွားပြီးတော့ပြောပါဆိုပြီးတော့မောရှေကိုရှေခိုင်းခဲ့တဲ့ယူဒလူတွေရဲ့အဖြစ်ပြက်ယူဒလူတွေရဲ့ဓမ္မဟောင်းကာလရဲ့အဖြစ်ပြက်ကိုပြန်လဲတတိယပြီးတော့ကျွန်တော်တို့ဟာတန်ရှင်းစင်ကြယ်သောဘုရားကိုကိုးကွယ်တဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကတန်ရှင်းစင်ကြယ်ဖို့ဘုရားအလိုရှိတယ်ဆိုတာကိုနှလုံးသွင်းစင်ကြယ်မှုပဲဖြစ်ပါတယ် I'm the Lord your God and holy you will be holy ဆိုပြီးတော့ဘုရားကရှင်းလင်းပြသတာပြောဆိုခဲ့ပါတယ်မိန့်မာခဲ့ပါတယ်မောရှေကိုရှေခိုင်းခဲ့ပါတယ်အဲ့ဒီလိုတန်ရှင်းစင်ကြယ်ဖို့ရန်အတွက်ခမည်းတော်ဘုရားသည်သားတော်ဘုရားကိုဤလောကကြီးကိုဆေလွတ်ပြီးတော့လူစားတိကိုခံစေလျက်သခင်ယေရှုဘုရားပြုတော်မူသောကျေးဇူးတော်အဖြစ်ကျွန်တော်တို့အားလုံးဟာမစုံလင်တော်လည်းပဲအပြစ်များတော်လည်းပဲသခင်ယေရှုဘုရားရဲ့ပေးဆက်ခြင်းကြောင့်ကျွန်တော်တို့ဟာတန်ရှင်းရှင်ကြယ်တဲ့အခွင့်ကိုရရှိတယ်လို့ဟေဘရဲဆရာကဟေဘရဲ10အငယ်10မှာအလေးနဲ့ပေါ်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်ထို့သောခရစ်တော်သည်မိမိကိုယ်ကိုမိမိတင်းလူပူဇော်သောအဖြစ်ငါတို့သည်စင်ကြယ်လည်းရှိတယ်တန်ရှင်းစင်ကြယ်သောဖခင်ဟာကျွန်တော်တို့အားလုံးတန်ရှင်းစင်ကြယ်ဖို့ရန်အလိုတော်ရှိတဲ့အတွက်တပါးသီးသောသားတော်ကိုဤလောကကြီးကိုဆေလို့ပြီးတော့အသွေးတော်ကိုတွန်းလောင်းလျက်အသက်တော်ကိုဆွတ်လွတ်စေလျက်တဖန်အသက်တော်ကိုပြန်လဲရယူစေလျက်ကျွန်တော်တို့အားလုံးတွေအသေးချာပြင်ဆင်ပေးခဲ့တယ်ဆိုတာတမန်ကျမ်းစာကအသေးချာပေါ်ပြနေတဲ့အတွက်နောင်ဖြစ်လက်တန်သောမြို့ဒီဟူသောကောင်းကင်တဲ့မြေကြီးတစ်ကိုဂျုံမှတ်ဆွဲလန်းပြီးတော့နေ့တိုင်းခရစ်တော်နဲ့အတူတူရှောက်လန်းဖြတ်သန်းမှုပဲဖြစ်ပါတယ်။လာမယ့်တစ်ပတ်ဟာတန်ရှင်းရာဥပုံနေ့ရဲ့ပထမအဦးဆုံးနေ့ဖြစ်တဲ့ပန်းစန်းဒေးကိုကျွန်တော်တို့စတင်ပြီးတော့ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ရှင်ပြန်ထမြောက်နေ့တိုင်အောင်တစ်ပတ်လုံးဒီတန်ရှင်းရာဥပုံတန်ရှင်းရာHoly Week ဆိုပြီးတော့ယုံကြည်သူခရစ်ယာန်များအတွက်အင်မတန်အရေးကြီးတဲ့ရက်သက်တစ်ပတ်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဘုရားပြုတော်မူသောကျေးဇူးတော်ဂုဏ်တော်အပေါင်းကိုအစဉ်တရိယာတန်းတာပြီးတော့တမန်ကျမ်းစာကိုရှစ်ဖတ်စုပြီးတော့ပန်းဆန်းဒေးမှဒီ Easter Sunday တိုင်အောင်သခင်ယေရှုဘုရားရဲ့ကြွလာခြင်းအသေးခံခြင်းပြန်လည်ထမြောက်ခြင်းသခင်ယေရှုဘုရားဒုတိယကြိမ်ပြန်လဲကြွလာမယ့်အချိန်ကာကိုယုံမှတ်ဆွဲလန်းခြင်းနောက်ဆုံးတဘိုးမှုတ်တန်ကိုကြားရတဲ့အခါမှာကျွန်တော်တို့အားလုံး
နောင်ဖြစ်လက်တန်သောမြို့ကိုအတူတကွဝင်စားပြီးတော့အိုနာတေချင်းကင်းတဲ့ကောင်းနေတဲ့မြေကြီးတစ်ကိုဝင်စားရမယ်။နောင်ဖြစ်လက်တန်သောမြို့ရဲ့မြို့သူမြို့သားများဖြင့်တည်ကြည်စွာရှောက်လန်းဖြတ်သန်းနိုင်မှုရန်အတွက်ကျွန်တော်တို့နေ့တိုင်းတမန်ကျမ်းစာကိုဖတ်ရှုပြီးတော့ဝိညာဉ်တော်ရဲ့အုပ်ချုပ်အောက်မှာရက်တည်ရှင်သန်မှုပဲဖြစ်ပါလေ။သခင်ယေရှုဘုရားရဲ့ဤလောကကြီးကိုကြွလာခြင်းပန်းစံတေးမှတည်အသေးခံခြင်းပြန်လဲထမြောက်ခြင်းတွေကိုရက်တတပတ်လုံးနှလုံးသွင်းဆင်ခြင်ပြီးတော့ခရစ်တော်၌ကြီးကျင့်တော်သူများဖြစ်နေကျွန်တော်တို့အသက်တာကိုအတူတကွတိဆောက်ဖို့ပဲဖြစ်ပါထာဝရအသက်ဆိုတာတဲ့တပါးဒီသောဖရာသခင်ကိုယုံကြည်ခြင်းနဲ့စေလွတ်ခြင်းခံရသောသခင်ယေရှုဘုရားကိုသိကျွမ်းခြင်းကထာဝရအသက်လို့သခင်ယေရှုဘုရားကို၌ကအသေးချာပေါ်ပြထားပါတယ်အဲ့ဒီထာဝရအသက်ကိုလည်းတမန်တော်ရှင်ယောဟန်ကရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်17 17မှာသက်သေခံချက်တစ်ခုအနေနဲ့အလေးနဲ့ဘာကိုပေါ်ပြလဲဆိုတော့ဘုရားသခင်ကြီးငါတို့အားထာဝရအသက်ကိုပေးတော်မူ၏သားတော်၌ထိုအသက်ဒီပါလာ၏သားတော်ကိုရသောသူသည်ထိုအသက်ကိုရ၏သားတော်ကိုမရသောသူသည်ကအသက်ကိုမရလို့အသေးချာရှင်းလင်းပြသစွာနှိုးဆော်ပေါ်ပြထားတဲ့အတွက်ကျွန်တော်တို့အားလုံးဟာသခင်ယေရှုဘုရား၌မှီဝဲရှိကပ်ပြီးတော့သခင်ယေရှုဘုရားရဲ့တုံသင်ဆုံးမခြင်းလမ်းပြခြင်းကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကျိန်းဝတ်စေတော်မူသောတန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့အုပ်ချုပ်အောက်မှာကိုယ်လိုကိုညှင်းပယ်ပြီးတော့ဘုရားကျင့်တဲ့နှစ်သက်စေသောအသက်တာတည်ကြည်စွာရှောက်လန်းဖြတ်သန်းမှုပဲဖြစ်ပါလေသို့မှသာလျှင်နောင်ဖြစ်လက်တန်သောမြို့ကိုဝင်စားထိုက်သောမြို့သူမြို့သားများအဖြစ်နဲ့တည်ကြည်ခံစားစွာနဲ့ဘုရားသခင်ကိုပြည့်ဝကိုးကွယ်ပြီးတော့မလှုပ်နိုင်သောနိုင်ငံကိုရရှိတဲ့နိုင်ငံသားများအဖြစ်နဲ့အသက်တာမှာခိုင်မာစွာယက်တည်ရှင်သန်ရှောက်လန်းဖြတ်သန်းမှုပဲဖြစ်ပါတယ်ချစ်တော်ညီကိုမောင်နှမများသခင်ယေရှုဘုရားရဲ့ပြုတော်မူသောကျေးဇူးတော်ခမည်းတော်ဘုရားရဲ့မဟာသနာခြင်းကရုဏာနဲ့ဝိညာဉ်တော်ဘုရားရဲ့လမ်းပြပို့ဆောင်ခြင်းတွေကိုနေ့တိုင်းရရှိခံစားရပြီးတော့ဘုရားရဲ့ကျေးဇူးတော်ဂုဏ်တော်အပေါင်းကိုချီးမွမ်းရည်တွက်လျက်ကျေးဇူးတော်သာသနာထဲမှာဘုရားရဲ့ဘုန်းနာမကိုထင်ရှားစေသောဘုရားရဲ့တစားပလာများဖြစ်နေကမ္ဘာလောကကြီးတဲ့ကိုထိုးဖောက်ဝင်ရောက်ပြီးတော့လူမျိုးတွေအသီးသီးရဲ့ယဉ်ကျေးမှုထဲမှာသခင်ယေရှုဘုရားရဲ့ချစ်ချင်းမေတ္တာတရားဖြောင့်မတ်ခြင်းတရားတန်ရှင်းစင်ကြယ်ခြင်းတရားတွေကိုပို့ဆောင်ပေးတဲ့ဘုရားရဲ့တစားပလာများဖြစ်နေအသက်ရှင်မှုပဲဖြစ်ပါတယ်သခင်ယေရှုဘုရားပြုတော်မူတဲ့ကျေးဇူးတော်ကတော့တမန်တော်ကြီးရှင်ပေတရုပေါ်ပြထားတဲ့အတိုင်းပဲမှောင်မိုက်ထဲကနေပြီးတော့အံ့ဘွယ်သောအလင်းကိုပို့ဆောင်တော်မူသောသူရဲ့ဂုဏ်ကျေးဇူးကိုပေါ်ပြဖို့ရန်အတွက်ရွေးချယ်ထားတဲ့လူတွေဖြစ်တယ်လို့တမန်တော်ကြီးရှင်ပေတရုကရှင်ပေတရုဩဝါဒစာဆောင်မှာအသေးချာရှင်းလင်းပြသစွာတိုက်တွန်းလို့ဆိုထားတဲ့အရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကိုအသက်ရှင်ခြင်းတရားတွေကိုပို့ဆောင်ပေးတော်မူသောသခင်ယေရှုဘုရားရဲ့ပြုတော်မူသောကျေးဇူးမှောင်မိုက်ထဲကနေပြီးတော့အံ့ဘွယ်သောအလင်းဆိုတာကတော့သေခြင်းတရားတွေကနေအသက်ရှင်ခြင်းတရားတွေကိုပို့ဆောင်ပေးတဲ့သခင်ယေရှုဘုရားရဲ့ကျေးဇူးတော်များကိုတကယ်ပဲယုံမှတ်ဆွဲလန်းပြီးတော့ထာဝရအသက်နဲ့ဆက်ဆိုင်တဲ့သူများထာဝရအသက်နဲ့ဆက်ဆိုင်တဲ့တစားပလာတွေဖြစ်နေလောကနယ်ပယ်ထဲမှာကျွန်တော်တို့ဟာထမ်းရွက်ဆရာဝင်ချင်းတို့ကိုအတူတူကထမ်းရွက်ပြီးတော့ဘုရားရဲ့မိသားစုဝင်များအဖြစ်နဲ့တည်ကြည်စွာရှောက်လန်းဖြတ်သန်းမှုပဲဖြစ်ပါလေရပါရန်ခါကျွန်တော်တို့ယုံကြည်သူအချင်းချင်းနားလည်မှုလွဲပြီးတော့တီဆောက်เสียအသက်တာကိုပို့ဆောင်မပေးနိုင်မဲနဲ့ထိမိတွေလဲเสียဖြစ်စေတဲ့အပြုမှုအပြောဆိုအဆရှိတဲ့အရာအားလုံးကိုခွာချပြီးတော့ကျွန်တော်တို့ဟာဖခင်ရဲ့ချစ်ချင်းမေတ္တာတရားထဲမှာကျင်လည်ကျက်စားပြီးတော့သုံးပါးတစုဖခင်ရဲ့ကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုအစဉ်ချီးမွမ်းလျက်နောင်ဖြစ်လက်တန်သောမြို့သူမြို့သားများရဲ့အင်္ဂါနဲ့ပြည့်စုံတဲ့သစ္စာတရားနဲ့ပြည့်စုံတဲ့ညီညွတ်ခြင်းမရှိတဲ့သစ္စာပြည့်ခြင်းမရှိတဲ့သခင်ယေရှုဘုရားရဲ့ညီတွေညီမတွေအဖြစ်နဲ့နေ့တိုင်းတည်ကြည်စွာရှောက်လန်းဖြတ်သန်းပြီးတော့မလုံနိုင်တဲ့နိုင်ငံကိုရရှိတဲ့နိုင်ငံသူနိုင်ငံသားအဖြစ်နဲ့မနေ့ပြန်တိုင်းခိုင်မာယက်တီရှင်သန်ရင်မိမိတို့ရဲ့အနာဂတ်ခီးကိုအတူတကွရှောက်လန်းဖြတ်သန်းကြပါစို့လို့ကျွန်တော်အနေနဲ့ဒီညဦးအချိန်ခါမှာဒီနှုတ်ကပတ်တော်အဖြစ်ချစ်တော်ဓမ္မမိတ်ဆွေများကို
ဟောအားပေးဝင်ရစေကြားနာသူတယောက်စီတိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေ